အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့ကြာတာပရိနေ့ညနေတွဲဖြစ်ပါတယ်မနေ့ကတော့ဒါအကွက်နည်းနည်းလေးနဲ့ပဲဒါအားလုံးအဆင်ပြေသွားကြမယ်လို့တော့ထင်ပါတယ်ဗျာနော်ကျွန်တော်တို့ဒါဘာဖြစ်44 9 90 95ပဲရှိရဲပြီးရင်အောက်ကအရန်ကွက်ဆိုလို့ရှိရင်လည်း4499ရယ်49ရယ်35ရယ်ဆိုတော့ဒါကစားစရာအရင်မရှိဘူး44 9 90 95ဒီ၄ကွက်ကိုကစားလိုက်လို့ရှိရင်တော့ဒါတော်တော်များများအဆင်ပြေသွားမယ်ထင်ပါတယ်ဗျာနော်ဒါပေမဲ့တင်ကွက်တော့မမိသွားဘူးဗျာနော်ဒီညနေကတော့ကျွန်တော်က4 break ပြီးသွားလို့ရှိရင်ဒါသူ့ရဲ့flow ရပါတော့သူရဲ့ပုံမှန်အတိုင်းဆိုလို့ရှိရင်တော့ lever break ပြီးခွန် break ခွန်လုံးပိုင်းလာပါတယ်ကျွန်တော်ကတော့ဒီ lever break ပြီးသူကခွန်လုံးပိုင်းအရင်လာပါတယ်ခွန်လုံးပိုင်းကတ်တတ်ပါတယ်ကိုမှလုံးပိုင်းရှိခွန်နဲ့ကတ်ထိုးပါဒါမှမဟုတ်ကိုက8ကိုလိုက်နေဆိုလို့ရှိရင်တော့ခွန် break ခွန်လုံးပိုင်းဖြစ်အောင်8ခွန်ရယ်8ကိုရယ်ဒီနှစ်ကွက်ကိုထိုးပါဥပမာ9ကိုလိုက်တယ်ဆိုလို့ရှိရင်တော့9 2ရယ်9ခွန်ရယ်ဒီနှစ်ကွက်ကိုပဲအဓိကထားပြီးကစားပါဗျာနော်ညနေမှာကတော့ခွန် break ခွန်လုံးပိုင်းကိုအဓိကထားပြီးကစားပါပြီးရင်ကျွန်တော်မြတ်တဲ့မိတ်ဆွေတွေနည်းနည်းရသွားတဲ့မိတ်ဆွေအနေနဲ့နည်းနည်းလေးတော့ထိတ်ဆော့စေချင်ပါတယ်ဗျာနော်ကျွန်တော်ဒီတစ်ပတ်ကိုတော့ကျွန်တော်ရဲ့ group link ကိုကျွန်တော်အောက်မှာချထားပေးပါတယ်ဒီ Viber Telegram group ကိုကျွန်တော် free group လုပ်ထားပေးပါတယ်ဒီတစ်ပတ်ကတော့ကျွန်တော်ဒီကဒါပတ်တီတစ်လုံးပေါ့နော်10ပတ်တီတစ်လုံးထွက်ပြီးယူရလို့ရှိရင်မွေးကွက်ဆိုလို့ရှိရင်လည်းနှစ်လေးတစ်ကွက်ထွက်သွားပြီကျွန်တော်ကတော့တစ်ပတ်လုံးစာကို3000ယူရတာဖြစ်ပါတယ်ဒါပေမဲ့အခုကတော့ပတ်တီတစ်လုံးပဲကျန်တဲ့အတွက်ကြာတာပရိနေ့ညနေလည်းရောက်နေပြီဖြစ်တဲ့အတွက်ဒါကန်ဆက်တဲ့မိတ်ဆွေများကဒါဒီအောက်တဲ့ group link မှာဝင်ပြီးတော့ဒါပတ်တီတစ်လုံးကိုဝင်ယူလို့ရပါတယ်ဗျာနော်ကျွန်တော်အဲ့ဒီအောက်မှာ group link လေးချလာပေးပါတယ်အဲ့ဒီ group ကိုလည်းဒါ Viber Telegram အစတော့ဒါတော့3000နဲ့ group ပေါ့ဒါပေမဲ့အဲ့ဒီ group ကိုကျွန်တော် free group ပြန်လောက်ထားပေးပါတယ်ဗျာနော်ဒီညနေမှာကတော့ကျွန်တော်ကဘာအဓိကဦးစားပေးပြီးကစားသေးခြင်းလဲဆိုတော့ကိုကဥပမာဟိုပါပေါ့နော်ဒီထဲမှာတော့ပြန်ကြဖြစ်တဲ့3ခွန်လိုပါလို့ပါသေးတယ်ဒါပေမဲ့ပြန်ကြကတော့တစ်ချိန်ဆင်းသွားပြီးဆိုတော့ဒါဆင်းညင်မှာလဲဆင်းတော့မှာပေါ့နော်ပြီးရင်ကျွန်တော်ကဘာကိုကြိုက်လဲဆိုတော့တုံညာက4လုံးရှိပြီးကနန်းထုံးစံအတိုင်းဆိုလို့ရှိရင်တော့ဒါတုံညာတစ်လုံးကသူကဒါ5လုံးပြည့်အောင်စစ်တတ်ပါတယ်ကနန်းတစ်လုံးကသူကဟို4လုံးဆင်းသွားပြီးဆိုရှင်နောက်ထပ်တစ်လုံးထပ်လိုက်တတ်ပါတယ်5လုံးတော့ပြည့်အောင်ဆင်းတတ်ပါတယ်အဲအကြောင်းမိတ်ဆွေများအနေနဲ့ခွန်နဲ့တုံညာကြိုက်နေတတ်ရလိုက်ပါကျွန်တော်ကတော့ဒီညနေမှာတော့ခွန်လုံးပိုင်းကိုပို့ပြီးကြိုက်တဲ့အတွက်ခွန်လုံးပိုင်းနဲ့ဆိုင်တဲ့ဟာလေးကိုတော့ဒါအဓိကထားပြီးယူလာပေးခြင်းဖြစ်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ